So today welcome to my living room. Come in. Hello, đó living room đó. Living room. Đó sofa đã mấy lỗ vậy đó. Đây bộ, chỉ có đó fireplace. Ý này là fireplace là bạn mà tôi chủ động tẩy đấy. Đi bỏ rồiဒီ plate လေးကပထမဆုံးဝယ်တဲ့ plate လေးပဲအမတရားတင်ထားတယ်။လေးကတော့ဘာညာဘောတော့ digital အဲ့တော့ Mona Lisa ခြိုက်လို့ဒါဟိုပါလေ IKEA အဲ့ဒါဝယ်တာဒီမှာဒီကောင်ကျတော့ဖုံဆုပ်တဲ့ဆက်ဒီကောင် best buy ဈေးချလို့ဝယ်ထားတယ်ဒီကောင်ကမောက်လည်းလုပ်လို့ရတယ်ဖုံလည်းကိုတော့သူ့ဒီမောင်နေသူ့ဘောပုံတက်နေလို့ဟိုပလက်ပိတ်ထားတယ် Wi-Fi နဲ့သူကကြိုက်တဲ့နေရာကို schedule လုပ်လို့ရတယ်ဒီကောင်ကျတော့ဟောပေါ့ air purifier ဒါတော့ bike ရပါတော့ဒါလေးကလည်းကြာပြီဒီဟာလေးကကြာတော့ဒီမှာဒီကောင်ဆိုရင် Ohio ရဲ့ oil ထားတာဆိုတော့ဒီ TV ဆိုရင်3လေးနှစ်လောက်ရှိကောင်းတယ်ဒီကောင်120 Hz ရတယ် DC ရပေါ့နော်တရုတ် brand အဲ့တော့ကို game area PS5 ပေါ့နော်ဒါ digital ရောဒီဟာ physical တွေကိုစုထားတာပေါ့နော်ဒီဘက်ကကျတော့ဒါလေးက Nintendo ကိုဒါ Tears of the Kingdom ဟိုပါပေါ့ဘာလို့ခေါ်မလဲcollector edition ပေါ့ဒီကောင် game set ကဒါ Nintendo game ခွေတွေပေါ့ဒါကတော့ဟိုပါပေါ့ PlayStation portal ပေါ့နော်လေဒီဘက်ချမ်းက PS5 ဒါလေးတွေက Tesla တော့ကြလို့ဒီမှာကျတော့ဒါကျတော့ Xbox ပေါ့နော် Xbox Xbox Series X ပေါ့နော်Xbox ကတော့ခွေသိမ်းမရှိဘူး digital ဝယ်ထားတယ်ဟိုဟာလေးက bicycle လေးပေါ့ဒါကတော့ Xbox controller ဒါ Nintendo Pro controller ဒီအောင် second time ဒါလေးက photo frame ဒီမှာ father အင်းနဲ့သမီးအကြီးငယ်တော့ပေါ့ဒါဟိုမှာ Empire State မှာရောက်တော့ရိုက်ထားတာအခြေပြီးတာဘာငါဒါတော့ကိုယ့်ရဲ့ကင်မရာပစ္စည်းတွေထားတဲ့နေရာပေါ့နော် dry box ဆိုခေါ်တော့dry box ဒီမှာကင်မရာတွေဒါ lens တွေပေါ့နော်ဒါ DJI mic ပေါ့ဒီမှာ lens တွေရှိမယ်ဒါလေးနည်းနည်းသေးဝယ်ထားများပြီးတော့ဒါတော့အောက်ကကင်မရာပေါ့နော်ကင်မရာဒါ R5 ပေါ့ဟိုမှာR50 ရှိသေးတယ်ဒါတော့ဒီပေါက်320တော့ကောင်းတယ်ဒါတော့ကြည့်ကြအောင်နော်ဒါတော့အဲမှာဟိုရှိသေးတယ်ဒါတော့ဟိုကင်မရာဒီမှာကြည့်မယ်ဒါတော့စုထားတဲ့ရုပ်တွေဒီကောင်ဆိုရင်ဒါခေါ်တော့ပါဒါဆိုရင် Best Fire Assassin's Creed ပဲဟာလားနော်ဒါ Mario ပေါ့နော်ဒါပေါ်ဆိုတော့ဒီကတော့ Matrix ကငယ်တော့အရင်ကြိုက်တယ် Keanu Reeves ဒီကောင်8500 piece ပဲထုတ်တယ်ဒီကောင်ကတော့300 piece ပေါ့နော်အဲ့ဒါဒီထဲမှာကျတော့အယုတ်လေးဒါကတော့ Master Sword ပေါ့နော်ဒါ Game Sword လို့ဆိုဒီမှာဒါ Zelda ပေါ့နော်ဒီကောင်ကဟိုဒါလည်း Zelda ပဲရှိတယ်မှာဒါဆိုရင် link ဒါဆို Zelda ဒီကောင်နဲ့ million ဒီမှာဒါဆိုရင် Nintendo Wii ပေါ့နော်ဒီကောင်လေးကလည်းဝယ်စုထားပါပေါ့နော်ဒီမှာကျတော့ဒါ controller တွေဒီကောင်ကျတော့ PlayStation VR2 bundle ပေါ့နော်ဒီကောင် Horizon Call of the Mountain ပေါ့နော်ကောင်ကျတော့ special edition ပါနော်30th anniversary နော် PS5 Pro limited edition မှာဒီမှာနံပါတ်တွေပါပါတယ်ကျွန်တော်ဟာ8000ကျော်တကဘာလုံးမှာ12500ပဲထုတ်တာဒါ8000ကျော်ဒါကသူ့ထဲမှာပါတဲ့ accessory အားလုံးပေါ့နော်ဘူးကတော့ဟိုမှာတင်ထားတယ်ဒါလေးကသူ Pro ဟိုပါမယ်အကုန်ဒါဒီလိုပြထားတာဒါအပေါ်မှာထည့်လို့မရအောင်အောက်မှာထည့်ထားပေါ့နော်အောက်ဆိုဒါကတော့ real
ကိုက Chelsea ကြိုက်တယ် Real ကြိုက်တယ် Real ဘောလုံးလေးတွေ့လို့ဝယ်ထားတယ်ဒီမှာဒါလေးကဖျောင်းနိုင်လေဒါ digital ဖျောင်းနိုင်ပေါ့နော်ဒါကကြတော့ sitting ပေါ့ singing chair လို့ခေါ်မှာဒါလေးပေါ့လာဒါလေးကမိုက်လေ JBL wireless mic ဒီဘက်မှာလည်းဒါ Champion League ဘောလုံးလေးနော်ဒီဘက်ကျတော့ stage 2လေးဒီကောင်ကျတော့ Spider-Man ဒါကြတော့ဘာလို့ခေါ်လဲအဲ့တော့အိန္ဒိယဂျုံနော်ဒီကောင်ကတော့ဟိတဲ့နဲ့ဒီကောင်ကျတော့ Avatar ဒီမှာဒီထက်ကောင်နေတော့ဟောကဒီရောကပေါ့ဒါကကြတော့ Leon Resident Evil The Last of Us Ellie ဒါဂျိုဒါက J Valentine ဒါ Resident Evil ဒီမှာ Sifu မှာ Ellie ရောက်မှာဒါ Champion League ဒီကောင်ကလုံးဝReal Madrid ကJuventus ကိုနိုင်သွားတဲ့ပွဲလာမသိ Morientes Real ရဲ့တကယ်Raul နဲ့တွဲဘက် player Raul တော့နံပါတ်မကြည့်မယ်သူရဲ့ signature ဒါအရင်ရှားပါတယ်နော်ဒါလေးအင်ကြီးလည်းရှိတယ်သူအင်ကြီးမှာဆိုင်ထုတ်ပေးတာဒါလေးမှတ်တရဒါတော့Nathan Drake ဒါ Uncharted ပေါ့နော်ဒါတော့ Assassin's Creed ပေါ့ဒီမှာကျတော့ဒါကားလေးတွေပေါ့နော်သဘောကျတဲ့ဟာလေးဒါလေးကတော့မဝင်နိုင်ဘူးပေါ့နော်အပြင်မှာလောလောဆယ်ဒီပေါ့တော့မီလီယံနာဖြစ်ရင်တော့ဝင်နိုင်တာပေါ့ခုလောဆယ်တော့မဝင်နိုင်အဲ့ဒါလေးကျတော့သူကပြမယ်ခဏလေးဒါလေးကိုအင်ပိတ်လိုက်အောင်နော်တော့ပြနေနေညာဒါလေးရိုးပိတ်လို့လဲဆိုတော့ကောင်းရောဘောမအားရဖို့တယ်မှာဒီဆိုရှင်းနေပါကိုလောလောဖွင့်ဒီဘက်ကပတ်ဝန်းကျင်ကောင်းတယ်ခြံလဲကျတော့ကိုတချင်းဖွင့်ရင်ဘာမှမကြောက်ဒီခုံလေးဆိုအရန်သဘောကျဒါမိမဝယ်ပေးထားတာမှတ်တော်မမေးတော့ပါလေ Valentine Day နေ့တော့ဒီအဲ့ရိုးတွေသူထိုင်နေကိုကတော့မထိုင်ရသေးဘူးခုတော့လေထိုင်နေဒီကောင်ကတော့လို့ပေါ့နော်ဒီကောင်ပုံစံမျိုးစုံပြောင်းလို့ရတယ်ပေါ့နော် lighting ကအဲ့ lighting လေးအဲ့လိုချီတာဒီဟာလေးကြိုက်တယ်လေဒါလေးလာပြောတာဟိုမှာဒီလိုလေးပေါ့နော်ဒါပါပဲ This is my living room